လူတိုင်းတိတ်ဆုံးသွားပြီလို့ထင်ထားတဲ့ကလေး12ယောက်ဟာ9 ရက်ကြာပြီးနောက်ဂူအတွင်းမှာအသက်ရှင်လျက်ပြန်တွေ့ခဲ့ကြပါတယ်2018ခုနှစ်မှာဗဲလန်နိုင်ငံကဘောလုံးအသင်းကလေး12ယောက်နဲ့နီးပြ1ယောက်ဟာလေ့ကျင့်ခန်းပြီးနောက်တန်မွန်ဂူအတွင်းကိုစူးစမ်းလေ့လာဖို့ဝင်သွားခဲ့ကြပါတယ်ထို့နောက်မိုးတဲထန်စွာရွာသွန်းခဲ့ပြီးရေတွေကဂူထဲကိုစီးဝင်လာခဲ့ပါတယ်သူတို့ဟာဂူအတွင်းပိုင်းမှာပိတ်မိသွားခဲ့ကြတယ်နေ့တွေတဖြည်းဖြည်းကုန်ဆုံးလာခဲ့တယ်အစားအသောက်တွေကုန်လာခဲ့တယ်အပြင်ကလူတွေကလည်းသူတို့အသက်ရှင်နေသေးလားဆိုတာမသိနိုင်ခဲ့ကြပါဘူးဒါပေမဲ့9 ရက်ကြာပြီးနောက်ကယ်ဆယ်ရေးအဖွဲ့တွေထဲကဗြိတိန်ရေငုပ်ကျွမ်းကျင်သူ2ယောက်ဟာဂူအတွင်းပိုင်းမှာကလေး12ယောက်နဲ့နီးပြကိုအသက်ရှင်လျက်တွေ့ရှိခဲ့ကြပါတယ်ဒီသတင်းဟာကမ္ဘာတဝန်းကိုအံ့ဩသွားစေခဲ့ပါတယ်ဒါပေမဲ့တွေ့ရှိရုံနဲ့မပြီးသေးပါဘူးသူတို့ကိုပြန်လည်ကယ်ထုတ်ဖို့ရေအောက်လမ်းကြောင်းတွေကိုဖျက်ဆီးရအောင်မှာဖြစ်ပါတယ်နောက်ဆုံးမှာတော့ကမ္ဘာတဝန်းကကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီး18 ရက်ကြာပြီးနောက်ကလေး12ယောက်နဲ့နီးပြ1ယောက်ကိုအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြပါတယ်ဒါဟာသမိုင်းတစ်လျှောက်အံ့ဩဖွယ်အကောင်းဆုံးကယ်ဆယ်ရေးဖြစ်ရပ်တွေထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်ဒီဖြစ်ရပ်ဟာ2018ခုနှစ်ကထိုင်းနိုင်ငံမှာတကယ်ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်